မုံလောက်စဖို့တဲ့ထန်းသီးလာကောက်ပါရဲ့လို့ထန်းတူပြီးပါလို့ဒီမှာထန်းသီးတိမကန်မှာတော့ထန်းသီးတိမကန်ပါလို့ဒီမှာဒါထန်းသီးကောက်လိုက်မယ်ထန်းသီးလေးကောက်လို့ပြီးလက်ခါရဆိုကေထန်းသီးစားနှိုက်လုံးရလေးဆိုတာကိုပြမယ်ကဲလားထန်းသီးကကြာအမျိုးကြီးမယူကလီရတော့ကိုလုံးစိုးဖို့အစီလောက်ပေးယူဖို့ဒီလိုစားနှိုက်လုံးရလေးဆိုတာကိုဘလို့လို့စီပြမယ်ဆိုရှင်ကိုမဲတီမာရီခါပါနာဘရီလောက်ခါရတူလိုဘရီလောက်ခါရဒီမှာတူလိုဘရီလောက်ခါဒီရှာပြမယ်ကလာဒီရှာပြမယ်ဇာပိုင်လောက်ရလေးဆိုတော့ဒီရှာပြမယ်တူလိုဘရီလောက်ခါရထန်းသီးကိုတူးထွက်စားထန်းသီးကိုတူးထွက်ရအနှိုက်ထန်းသီးကိုတူးထွက်ရအနှိုက်ဒီမှာတူးထွက်ရအစိတ်တရားဒီမှာဒီတူးထွက်ရအစိတ်တရားဒီမှာခုလိုလိုစီထန်းသီးတူးထွက်စားကိုအဖေနဲ့အရင်စိုက်လိုက်မယ်စိုက်လူဘရီခါမှာအပေရှာစိုက်ရဖို့အပေရှာစိုက်လူဘရီခါမှာလောက်ဆိုလိုတာဖို့ခုလိုလိုစီစိုက်လိုက်မယ်တူထော်ရခန်းမှာတရားထန်းဒီအနှိုက်ကိုထေးထော်ရမုံနဲ့ဒီပိုင်းမှုန်ပလိုက်ဒီပိုင်းနာပြန်မှုန်ပလိုက်တယ်တကယ်လို့လောက်စောဖို့မတက်ထန်းဒီမုံလောက်စောဖို့မတက်ကြီးလာမေးလို့ရပါရဲ့လို့ Messenger ထဲမှာလာမေးလို့ရပါရဲ့လို့ဒီမှာကျွန်တော်ကတော့ဒီမှာပြောင်းဖူးဖဲနဲ့ထောက်ပါဘောလို့ဒီနပြိုးဘက်ကကြာရဲ့ဒီဘက်မှာနပြိုးဘက်မဟင်းဆိုကြတယ်ပဲပြောင်းဖူးအပက်ကိုနဲ့ထောက်ပါဘောလို့ပြောင်းဖူးပတ်နဲ့လေးကောင်းပါရဲ့လို့မှုင်းလို့ပါလို့ပြောင်းဖူးအပက်လေးထောက်တာမပြောင်းဖူးအပက်ပြောင်းဖူးအပက်ပြောင်းဖူးပတ်နဲ့ထောက်ရတယ်စွမ်းလေးကိုပြောင်းဖူးအပက်မှာပြောင်းဖူးပတ်မှာစကေးကိုအစီလောက်တယ်ဆန်းဖို့အစီလောက်ပဲထိခိုင်းတယ်ဒီမှာထိအမျိုးကြီးထိစရာမျိုးအမျိုးကြီးထိပြီးမုံကဒီမုံကထမ်းရပွားတယ်လို့ထမ်းရပွားဂျုံပန်ပွားရတယ်ဒါမျိုးအမျိုးကြီးထိစရာမျိုးအနည်းရှိနာပေါင်လို့ရတယ်แล้วเพ่ทำไปแต่ပေါင်လို့ရတယ်လောနာမပေါင်ခဲ့ပြီးစရာထုံးနေဒီဒီကိုခိုင်ချတဲ့လာလေအပီဒီကိုမင်းမြင်းမြန်းရှိပါခါဒီထပ်ပြီးမုံလို့ဆိုဖို့တွေအရှိပြရစကာပြီးနိုင်ရတော့အရှိပြရထပ်ပြီးမုံလို့ဆိုဖို့တွေบัดท่าที่มึงตะคุยาละมันจะอาชีพให้ยังไงยาหนับยูเพในใจเลยเซนต์เปแต่ปรองผู้เพชในใจเซนต์ปรองผู้มาไปเพในใจเซนต์ปรองผู้เพจะปรองผู้ขวาไปจีขวาไปมาเพอะไรแต่ปรองผู้เพลูกเลยดีวิดีโอฟังจูยังชีนะอาทิตย์ยังมีคนยังอยู่ค่ะในอาชีพที่นั่นเราได้ท่าที่มึงบ้าลูกโกลูเสียเราปองอะไรပေါင်းထောစားလေးဘီလောက်ခါရတပိုင်းထန်းတိမုံတခါလုံးစိုးဖို့အတွက်အရှင်ဟာနှိုက်ရပြရတယ်။အဲအကြောင်းကိုလုံးဝကြုံမလို့ပါကေလို့အဆုံးထိခဲ့ပြီးခါရပါလို့ဒီအငွေရှိဒီထွေတုံးသေးမှာကိုတရားပေါင်းလို့ကိုတရားထိထောစားအနက်ဒီတို့မှုနေပရောင်ဖူးနဲ့လေးရတယ်ထန်းတိနဲ့လေးရတယ်ပရောင်ဖူးဖဲနဲ့ဒီလိုမျိုးပေါင်းစားဖဲလို့ပြောင်းဖူးနဲ့လေးရတယ်ထန်းတိအနက်ဒီမှုနေတကယ်လို့လောက်စောဖို့မတက်ကြီးနေစင်ကြဒီမှာလာပြိုလို့ရရင်လုံးလီတီကိုတခါတည်းပြိုပြတော့ဆိုရှင်စရာအနေနဲ့တော့မှုနေရမှာအနေမှုနေပါရဲ့တဝါဆိုလို့ကောဆွဲပါဦးလို့ရှာနေတယ်တဝါလေးကောတဝါလေးမွေးဖတ်တဝါဆိုလို့ကောကြရဲ့ပူလောင်ဆော့စားဖဲလို့မရှန်တင်လို့ရှန်ဆိုရင်နီနီရောမာလောက်ခါဒါပူလောင်ဆိုနီနီပြို့တင်ကျွန်တော်ပူလောင်ဆိုတော့အကြိုက်တယ်အဲ့ပါပြေးလိုက်